မင်္ဂလာပါလီဗာပူးပရိသတ်ကြီးရေဒီနေ့တော့လီဗာပူးနီးပြအားနေဆလော့နဲ့အသင်းရဲ့ဂန်ဒဝင်းကစားသမားကြီးစတီဗင်ဂျီရတ်တို့ကြားကစိတ်ဝင်စားစရာအပြန်လန်စကားလေးတစ်ခုကိုပြောပြချင်ပါတယ်အကြောင်းရင်းကတော့လီဗာပူးအသင်းဟာပြိုင်ဘက်တွေရဲ့ခံစစ်ပိတ်ကစားတာဒါမှမဟုတ် low block နဲ့တွေ့တိုင်းရုန်းကန်နေရတယ်ဆိုပြီးနီးပြဆလော့ကမကြာခဏပြောလို့ရှိပါတယ်ဒီပေါ်မှာ Giroud က TNT Sport ကနေတဆင့်အကြံပေးတယ်လို့ဝေဖန်တယ်လို့နဲ့အခုလိုပြောလိုက်တာပါအာနေဆလော့အနေနဲ့ဒီ low block အကြောင်းကိုပြောနေတာဒီရက်တင်နေလီဗာပူးလိုအသင်းကြီးကိုကိုက်တွေရင်ဒါမျိုးကငါတို့ကစားတော့ကတည်းကရှိနေတာဒါကဖြစ်နေကြပဲဆိုပြီးပြောရတာပါဒီပေါ်မှာလဲဆလော့ကလည်း Sky Sport ကနေပြန်ဖြည့်ရှင်းထားတာကတော်တော်လေးလေးစားဖို့ကောင်းပါတယ်သူက Giroud ပြောတာမှန်ပါတယ်သူကအသင်းကိုချစ်လို့အကြံပေးတာပါနောက်ဆိုဒီအကြောင်းသိမ့်မပြောတော့ပဲအခြားစကားလုံးတွေတုံးဖို့ကြိုးစားပါမယ်ဆိုပြီးအေးအေးဆေးဆေးပဲတွန့်ပြန်ခဲ့ပါတယ်ဒါပေမဲ့လာမဲ့စနေနေ့မှာကစားမဲ့ဘုံပေါင်းတဲ့ပွဲမှာတော့ခံစစ်ပိတ်ကစားတာမျိုးမဟုတ်ပဲအရှိန်အဟုန်ပြင်းပြင်းနဲ့ intense တစ်တဲ့ပွဲတစ်ပွဲတစ်လာလိမ့်မယ်လို့ဆလော့ကတုံးတက်ထားပါတယ်ကဲပရိသတ်ကြီးရောနီးပြဆလော့ပြောသလို low block မိရင်ရုန်းကန်နေရတာကိုဘယ်လိုမြင်ကြလဲ comment မှာဝင်ဆွေးနွေးပေးသွားကြပါဦးဗီဒီယိုလေးကိုကြိုက်ရင် like နဲ့ subscribe လုပ်ထားဖို့မမေ့နဲ့နော်နောက်ဗီဒီယိုမှာပြန်တွေ့ကြတာပါ